မြမယဉ်ကျေးမှုမှာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာမွေးဖွားလာစဉ်ကတည်းကဗလာစာအုပ်တအုပ်နဲ့တူပါတယ်။ဒါပေမဲ့သူဟာယောက်ျားကောင်းတစ်ယောက်အဖြစ်အရွယ်ရောက်လာတဲ့အခါမှာတော့အဲ့ဒီစာအုပ်ပေါ်မှာတတိယုံကြည်ချက်နဲ့ရာဇဝင်တို့ကိုဘယ်တော့မှမဖြတ်နိုင်တဲ့မှင်နေနဲ့ရေးထိုးရပါတယ်။ဒါအသားတွေကိုစိတ်ဝင်သွားတဲ့ဝိညာဉ်တစ်ခုပါ။ဒါမှဖောက်ကြည်စံမခတဲ့အကာအကွယ်တွေရန်သူကကိုယ့်ကိုမမြင်နိုင်တဲ့မျက်ကွယ်အတက်တွေနဲ့လူတစ်ယောက်ရဲ့ကံကြမ္မာကိုပြောင်းလဲစေတဲ့ဂမ်ဘီယာသိပ္ပံပညာရဲ့တစ်ခုဖြစ်ပါတယ်။အခုခေတ်မှာတော့ဒါတွေကိုအယူသီးမှုလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ဒါပေမဲ့ဒီအနုပညာရဲ့နောက်ွယ်မှာနှစ်ပေါင်းထောင်ကြီးတဲ့သမိုင်းကြောင်းနဲ့မယုံနိုင်စရာသိပ္ပံနည်းကျအချက်လက်တွေရှိနေပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့မြမမြေပေါ်ကပျောက်ကွယ်လူနီးပါးစမ်းကြဲတဲ့စင်းမြင့်ကြောင်အတက်ပညာကြောင်းကိုအစအဆုံးတူးဖော်ကြည့်ကြရအောင်ပါ။မြမသမိုင်းမှာကြောင်ကြိုက်မှထိုးကွင်းမြင့်ဆိုတဲ့စကားအရန်ကိုလေးနေပါတယ်။ရှေ့မြမယောက်ျားတွေဟာခါးကနေဒူးစစ်ထိနတ်မောင်နဲ့ထိုးကွင်းတွေကိုဒုတိယမြောက်လုံကြီးလို့တင်စားကြပါတယ်။ထိုးကွင်းမပိုင်ယောက်ျားမပီတာဘူးလို့ယူဆခဲ့ကြသလိုမိန်းကလေးတွေကတော့အိမ်တော်ဘက်ဖြစ်ရွေးချယ်ဖို့ဝင်လေးခဲ့ကြပါတယ်။ဒီထိုးကွင်းတွေထဲမှာဘာတွေပါပါသလဲ။ဘလူးငကားဂလုံးကင်နရာနဲ့ချင်းသွေးပုံတွေပါ။ဒါတွေဟာတာမန်ရပ်ပုံတွေမဟုတ်ပဲအဲ့ဒီသတော်ဝါတွေရဲ့ခွန်အားနဲ့အစွမ်းတွေကိုမိမိခန္ဓာကိုယ်ထဲကူးဆက်လာအောင်စီရင်ထားတာပါထိုးခွင်းရဲ့အမြင့်ဟာပေါင်ရင်းကြီးရှိသလိုတချို့ကခါးအထိတက်ကြပါတယ်ထူးခြားတာကဒီပုံတွေကိုထိုးတဲ့အခါမှာထုံစည်းဘိန်းလုံးဝမသုံးဆွဲရပါဘူးဆရာကစူးနဲ့အသားကိုထိုးပေါက်လိုက်တိုင်းထွက်လာတဲ့သွေးနဲ့နာကျင်မှုတွေကိုအန်တုပြီးငင်ငင်လေးခံနိုင်မှသာယောက်ျားကောင်းလို့သတ်မှတ်ကြတာပါဒါစိတ်တဲ့ကြက်ခိုင်မှုကိုစမ်းသပ်တဲ့ရှေးဥစာမှုပဲတစ်ခုပါပဲထိုးခွင်းကယောက်ျားပီတာမှုကိုပြရင်စေးနီကတော့အသက်သခင်အကာအကွယ်ကိုပြပါတယ်စေးနီကိုခန္ဓာကိုယ်အထက်ပိုင်းမှာပဲထိုးလေးရှိပါတယ်ဒီနေရာမှာအင်းဆိုတဲ့ပညာရဲ့ကအရေးပါလာပါပြီအင်းဆိုတာတင်ချာကနန်းတွေဘီးအခရာတွေနဲ့စက်ကြဝဠာရဲ့စွမ်းအင်ကိုပေါင်းစပ်တဲ့ပညာရဲ့တစ်ခုပါမြမသမိုင်းမှာနာမည်ကျော်တဲ့စစ်တီတော်တွေကအဲ့ဒီစေးနီအင်းခွက်တွေကြောင့်ပဲစစ်မြေပြင်မှာအသက်ဘေးကလွတ်ခဲ့ကြရလို့မှတ်တမ်းတွေရှိကြပါတယ်ဒါနဲ့ခုတ်ရင်အသားမှာအရာပဲထင်ပြီးမပြတ်တဲ့အသားတက်စီကြည်စံတွေလမ်းကြောင်းလွဲသွားစေတဲ့မျက်ကွယ်စီလူချစ်လူခင်များတဲ့မေတ္တာဆေးဆိုပြီးအမျိုးမျိုးရှိကြပါတယ်ဆေးတစ်ချက်အသားထဲဝင်တိုင်းဆရာဂါရာတပုတ်ရွေ့ရပါတယ်ဆေးမင်ဆရာဆိုတာပကြီးဆရာတွေမကပဲဂါရာမန်နဲ့ကျွမ်းကျင်တဲ့ဝိဇ္ဇာလမ်းစဉ်လိုက်စားသူလည်းဖြစ်ရပါတယ်ဒါကြောင့်မြမဆေးမင်ကြောင်ဟာရုပ်ပိုင်းဆိုင်ရာတွေမကပဲနာမ်ပိုင်းဆိုင်ရာတွေပါဆက်သွယ်နေပါတယ်လူအများသိကျင်နေတဲ့လှုပ်ဝက်ချက်ကတော့ဆေးပါရှေးရွာဆေးမင်းတွေကိုဘလို့ဖော်ဆက်ပါသလဲအဓိကအခြေခံထင်းရှူးမိုင်းပါထင်းရှူးသေးကိုမီးရှို့ပြီးရလာတဲ့မှိုင်းကိုစုဆောင်းရပါတယ်အဲ့ဒီရလာတဲ့မှိုင်းကိုမှဝက်သေးကြီးနဲ့ရောဆက်ရပါတယ်သိပ္ပံနည်းကြကြည့်ရင်ဝက်သေးကြီးကဆေးမင်းကိုအသားထဲမှာနှစ်ပေါင်းများစွာဆွဲမြဲစေုံနဲ့မကပဲတဘာဝပိုးသက်စီအာရည်ရှိလို့ထိုးတဲ့တိုင်အောင်မရေးစေပဲအမြင်ကျက်စေပါတယ်ထိုးတဲ့ကိရိယာကတော့စူးပါအခုကိစ္စတွေလို့မဟုတ်ပဲစူးရှည်ကြီးနဲ့အဖျားမှာ၄កောက်ခွဲထားပါတယ်ဒါမှဆေးမင်းတွေကအသားလေးကိုအလွှာလိုက်စိတ်ဝင်သွားမှာပါဆရာကလက်ချောင်းတွေကြားမှာစူးကိုညှက်ပြီးတစ်ချက်ချင်းစီးကျဲကြကြရိုက်သွင်းရတာမြင်ရသူဖို့ကိုရင်သက်ရှူမောဝဲအတက်ပညာတစ်ခုပါပဲဒါနီးပညာနဲ့ယဉ်ကျေးမှုပေါင်းစပ်ထားတဲ့အမှုပညာစစ်ပါစေးထိုးပြီးရင်အစွမ်းထွက်ဖို့အတွက်လိုက်နာရမယ့်စီကံတွေလည်းရှိနေပါသေးတယ်ဘူးဒီပကြီးဒီစိတ်သားတားကောင်သားစတာတွေကိုတစ်သက်လုံးရှောင်ရတယ်လို့ရှိတယ်လို့အချိန်ကာလတစ်ခုထိရှောင်ရတာလည်းရှိပါတယ်ဒါအယူသီးတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ဆန္ဒကိုထိန်းချုပ်နိုင်စွမ်းရှိမရှိစမ်းသပ်တာပဲဖြစ်ပါတယ်။ဒါအပြင်ထိုးတဲ့သူရောခံတဲ့သူမှာပါတီလာရှိနေဖို့လိုအပ်ပါတယ်။တီလာပြရင်ဆေးအာနိသင်ပြက်ပြဲသွားတတ်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒါကြောင့်မြမဆေးမြင့်ကြောင်ဆိုတာလူတစ်ယောက်ကိုရုပ်ပိုင်းဆိုင်ရာအရာတွေမကစိတ်ပိုင်းဆိုင်ရာအရာပါယဉ်ကျေးအောင်စိတ်ကန်းရှိအောင်လေ့ကျင့်ပေးတဲ့လမ်းစဉ်တစ်ခုဖြစ်လို့နေပါတယ်။ဒီနေ့ခေတ်မှာတော့ဒီလိုရှေးမှုမပြတ်ဆေးမြင့်ကြောင်တွေကိုတွေ့ရဖို့ခဲရင်သွားပါပြီ။အခုကျွန်တော်တို့မြင်တွေ့နေရတဲ့အဖိုးအိုရဲ့ခန္ဓာကိုယ်ပေါ်မှာအဲ့ဒီလက်ရာတွေကတက်ရှိပြလိုက်တွေပါပဲသူတို့ကိုယ်လွန်သွားရင်ဒီပညာရက်တွေကလည်းမြေမြုပ်တကြိုခံရမှာလားဒါကျွန်တော်တို့မြမသွေးထဲမှာစီးဆင်းနေတဲ့တတိနဲ့ယဉ်ကျေးမှုရဲ့ပြရုပ်တစ်ခုဖြစ်အမြဲတမ်းရှိလို့နေမှာပါအခုဒီဗီဒီယိုလေးဟာတမိုင်းကိုမှတ်တမ်းတင်ုံတင်မကပဲကျွန်တော်တို့ရဲ့အဖိုးတန်တဲ့ယဉ်ကျေးမှုအမွေတွေတွေကိုကဘာသိအောင်ချပြခြင်းလည်းဖြစ်ပါတယ်သင်ရောဒီလိုထူးခြားဆန်းကျယ်တဲ့ဆေးမြင့်ကြောင်တွေကိုယုံကြည်ပါသလားသင်မှာရောဘလို့အတွေ့အကြုံတွေရှိနေပါသလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအခုလိုမြမရိုးရာနဲ့ပတ်သက်တဲ့ဘူဒုဒတွေအမြဲရဖို့
ကျွန်တော်တို့ Infosys Channel လေးကို Subscribe လုပ်ပေးထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်